မိတ်ဆွေတို့အနေနဲ့အခု buff ထားလို့အရန်ကြမ်းပြီးလို့ဘန်းနေတဲ့စရီနာကိုဒီလိုမျိုးကြီးဂိုင်းတတ်ချင်လားအဲ့လိုမျိုးကျွမ်းကျင်ဂိုင်းတတ်ချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောအောင်ဒီ YouTube ပေးကြပါအောင်ဗျာကျွန်တော်ကဒီဗီဒီယိုမှာဆလီနာကို impact ရှိအောင်ဘယ်လိုဆော့ရမလဲနဲ့ကျွန်တော်ဆလီနာရဲ့ skill အကြောင်းတွေနဲ့ကွန်ဘိုအကြောင်းတွေကိုပါရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ပြီးတော့ကူညီခဲ့ကြပါအောင်ခင်ဗျာ Okay ဆလီနာရဲ့ passive ကနေကျွန်တော်စပြီးတော့ရှင်းပြပေးမယ်ဆလီနာမှာကျွန်တော် ML font နဲ့ a bit font ဆိုပြီးတော့နှစ်မျိုးရှိတယ်ဗျာဒါဆိုရင်ဒါပုံမှန်ကတော့ဒါကျွန်တော်ဒါ ML font ဗျာဒီဟာကိုနှိပ်ပြီးတော့ပြောင်းလာမယ်ဆိုရင်ဒါ ambit font ကိုပြောင်းပြီးတော့သွားတာဗျာဒီဟာ ML font ရဲ့ skill 1နဲ့ skill 2က enemy ကိုထိတိုင်းမှာကျွန်တော် marking stat လေးတစ်ခုစီရတယ်ဗျာဒါဒီမှာဆိုကျွန်တော် skill 2ပြပြမယ်ဒါဆိုရင်ကျွန်တော်ဒီမှာ marking stat လေးတစ်ခုရတယ်ဗျာပြီးတော့ skill 1ထပ်မိလိုက်မယ်ဆိုရင်ကျွန်တော်ဒီ marking stat ကနှစ်ခုအဲဆိုနှစ်ခုပြည့်တာပြီအဲ့ဒီ marking stat တွေကိုကျွန်တော်တို့ကဘယ်လိုအသုံးချရမလဲဆိုရင်ဒီ above font မှာဒီ skill 1နဲ့ skill 2သုံးလိုက်ပြီဆိုရင်အဲ့ marking stat လေးတွေကရောက်သွားပြီးတော့ပို့ပြီး damage ထွက်ပါတယ်ကျွန်တော် skill 1ကိုစပြီးတော့ရှင်းပြမယ် Selena အဲ့ဒီ ML font skill 1မှာဆိုရင်ကျွန်တော် trust lead ချတာဗျာဒီ skill 1ကျွန်တော် trust lead လမ်းချရတာအဲ့ trust ကလည်းကျွန်တော်ဒီအများဆုံး3ခုပဲချလို့ရတယ်ဗျာ3ခုတက်ပို့ပြီးတော့ချလို့မရဘူးဒီမှာကျွန်တော်3ခုချပြရတယ်ပြီးရင်ကျွန်တော်4ခုချကြည့်မယ်အဲ့ဆိုရင်တစ်ခုကသူ့လို auto ပြောက်တယ်ဗျာပြီးတော့ကျွန်တော်ဒီ trust တွေကဘယ်လိုအလုပ်လုပ်လဲဆိုရင်ကျွန်တော်ဒီအဲ့ trust ကိုတက်ပြီးတော့နင်းမိသွားတဲ့ enemy ဆိုရင်ကျွန်တော်ဒီမှာslow damage ပြီးမယ်ပြီးရင်ထပြီးတော့ပေါက်မယ်ဗျာအောက်ကနေပြီးတော့ဒီအပေါ်မှာသူ့ရဲ့မှာဘေးမှာ line လေးရှိတယ်ချိန် line လေးရှိတယ်ကြာဒီမှာကျွန်တော်ပြမယ် line ဒီမှာပတ်သွားနေတဲ့ line လေးရှိတယ်အဲ line လေးပြည့်သွားပြီဆိုထပေါက်မယ်ထပေါက်ရင်ထပေါက်တဲ့ခါမှာလည်းကျွန်တော် damage ပါသေးတယ်ပြီးတော့အဲ့လိုပေါက်ပြီဆိုရင် enemy ရဲ့ movement speed ကိုလည်း short ချပေးသေးတယ်ကျွန်တော်ပြီးတော့ဘာရှိသေးလဲဆိုရင်သူကဒီ struck ကိုကျွန်တော်ချပြီးခြင်းမှာ enemy က2စက္ကန့်ပဲမြင်ရမှာဗျာအဲ2စက္ကန့်ပြီးရတယ်အဲ struck လေးကပျောက်သွားမှာဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုဒီလိုမှာချလိုက်ပြီး enemy နားမှာချလိုက်ပြီးဆိုရင်ဒီ enemy ရဲ့ vision ကိုကျွန်တော်တို့ကမြင်နေရမှာဗျာဒီကျွန်တော်ပြအဲ့လိုခြုံလေးထဲမှာကျွန်တော်တို့ချလိုက်ပြီးဆိုရင်အဲ့ဒီ enemy ရဲ့မှာ vision ကိုကျွန်တော်တို့ကမြင်ရမယ်ကျွန်တော်တို့ enemy ရှေ့မှာချလိုက်ပြီးဆိုရင် enemy ကဒီ struck ကိုကျွန်တော်တို့ချရတယ်ဆိုရင်သူတို့ကမြင်ရမှာဗျာ2စက္ကန့်ပဲသူတို့မြင်ရအဲ့ဒါပြီးရင်ဒီ struck လေးကသူတို့မျက်စိထဲမှာမမြင်ရတော့ဘူးအဲ့ struck လေးပျောက်သွားတယ်ကျွန်တော်တို့က enemy အိုင်နာမှာမရှိဘဲနဲ့ struck ကိုအိုင်နာမှာအစကနေချထားတယ်ပြီးမှ enemy ရောက်လာတယ်ဆိုရင် enemy ရဲ့ vision ကိုအဲ့ struck ကပြပေးနေမှာဗျာအဲ့တော့ကြောင့်ကျွန်တော်တို့ Blue မှာသုံးလဲဆိုရင်ကျွန်တော်လောင်ရီ diversion တွေချတော့မယ်ခြုံနေပါလေဆိုရင်ကျွန်တော်တို့ကကြိုပြီးချထားရဗျာအဲ့လိုကြိုပြီးချထားရဆိုရင်အဲ့ခြုံထဲမှာဘယ်ကောင်ရှိရဆိုတော့အစားကျွန်တော်တို့က vision မြင်နေရမှာပဲဖြစ်ပါတယ်ပြီးတော့ Selena ရဲ့ဒီ trust လေးရဗျာကျွန်တော်တို့အလွန်ဆုံး10မိနစ်ထိပဲခံပါလေကျွန်တော်10မိနစ်ပြည့်သွားတယ်သူ auto ပြောက်မှာဗျာအရင်က Selena ကကျတော့အဲ့ trust ကို enemy ကမနစ်မချင်းကို vision မြင်ရမှာပဲဖြစ်ပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ Selena ရဲ့ trust က3ခုထိကြော်ပြီးတော့ချလို့လည်းမရဘူးကြော်ပြီးတော့ချမယ်ဆိုရင်တော့မှကိုချထားတဲ့တစ်ခုလေးကနေပြီးတော့တစ်ခုပျောက်သွားမှာပဲဖြစ်ပါတယ် Okay ပြီးတော့ကျွန်တော်အဲ့ဆိုရင်ကျွန်တော် Avid Font ရဲ့ skill 1ကိုကျွန်တော်ရှင်းပြမယ်ဒီ Avid Font ရဲ့ကျွန်တော် skill 1ကကျတော့ basic tab ကို unhand လုပ်လိုက်ပြီးတော့ခုတ်လိုက်တာဗျာအဲ့လိုခုတ်လိုက်တဲ့အချိန်တိုင်းမှာလဲကျွန်တော် Selena ရဲ့ခေါင်းပေါက်မှာရှီတေးသေးလေးပေါ်လာတယ်ဗျာရှီတုံးသေးလေးပေါ်လာတယ်အဲ့ဒါကျတော့ကျွန်တော်ဘယ်လိုနေရာမှာသုံးလဲဆိုရင်ကျွန်တော်ဒီတေကန်နီးဗျာကိုကို enemy ကနောက်ကနေလိုက်တယ်အဲ့ဒါဆိုရင်သူ့ကိုအဲ့လိုကုတ်ခဲ့ပြီးတော့ဒီလို skill 2နဲ့ပြန်ပြီးတော့ပြီးတဲ့နေရာတွေမှာအသုံးပြုလို့ရပါတယ်ပြီးတော့ ice skill 1ကကျွန်တော်အသုံးပြုလို့ရတဲ့နေရာတွေအများကြီးရှိတယ်ဗျာအဲ့ဒါတွေကိုလည်းကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးသွားပါမယ်Okay ပြီးတော့ကျွန်တော် Selena ရဲ့ advanced font ရဲ့မှာကျွန်တော် skill 2အကြောင်းကိုရှင်းပြမယ်ကျွန်တော်ဒီ skill 2ကတော့ကျွန်တော်ဒီ arrow တစ်ခုလှမ်းပြီးတော့ပြည့်ရတာဗျာ enemy ကိုဒီလိုရုပ်လေးတစ်ခုလှမ်းပြီးတော့ပြည့်ရတာအဲ့လိုပြစ်လိုက်လို့ထိသွားတဲ့ enemy က stun မှာပဲဖြစ်ပါတယ်အဲ့ဒီ stun မှာလည်းကျွန်တော်ဒီကန့်သက်ချက်လေးရှိတယ်ဗျာဘယ်လိုလဲဆိုရင်ကျွန်တော်တို့ဒီအကွာဝေးနဲ့တူလိုက်ပြီးတော့ stun မှာလည်းကန့်သက်ချက်တွေရှိတယ်ကျွန်တော်တို့ဒီတော့အဝေးကနေပြီးတော့လှမ်းပစ်လိုက်မယ်ဆိုရင် enemy ကိုထိသွားမယ်ဆိုရင်သူ့ရဲ့ stun ကြာခြင်းကကျွန်တော်တို့ 2.5 second ထိကြာမယ်ဗျာအဲ့ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့က arrow ကိုကျွန်တော်ဒီလောက်ကနေပစ်လို့ stun နေဆိုရင် 0.5 second ပဲ enemy က stun နေမှာဗျာအဲ့တော့နီးလီလီ enemy stun တာနဲလီလီဗျာဝေးလီလီကျွန်တော်ဒီအဝေးရနေလှမ်းပြီးတော့ပစ်လိုက်မယ်ဆိုရင် enemy stun တာ2.5 second ထိ stand နေဗျာအဲ့တော့ကြာ stand နေဗျာဝေးလီလီကြာပူ stand လီနီးလီလီနည်းနည်းပဲ stand နေဗျာအဲ့လိုလေးမှတ်ထားရရင် brother တို့သိပါတယ်ပြီးတော့ကျွန်တော်တို့ဒီ stand ပြစ်လိုက်လို့အဲ့ hero stand ထိသွားပြီဆိုရင် Selena မှာ movement speed လေးတက်လာတယ်ဗျာဒီမှာကျွန်တော်ပြမယ်ကျွန်တော်လှမ်းပြစ်လိုက်မယ်အဲ့လိုထိသွားပြီဆိုရင် Selena မှာ movement speed ရောတက်လာပါသေးတယ်ကျွန်တော်ရှေ့မှာမိတ်ဆွေတို့ကျွန်တော်ရှင်းပြဖို့မေ့နေခဲ့တဲ့အရာလေးတစ်ခုရှိပါတယ်အဲ့ဒါလေးကျွန်တော်ဆက်ပြီးတော့ရှင်းပြခြင်းလို့ပါအဲ့ဒါကတော့ကျွန်တော်ဒီ Selena ရဲ့မှာဒီ Evan Fat မှာကျွန်တော်ဒီ Selena ရဲ့ Evan Font မှာဆိုရင်ကျွန်တော်ဒီ skill 1ဗျာကျွန်တော်ဆောင်းလာပြောခဲ့လေဒီလို skill တစ်ခုထိတိုင်းမှာသူတို့က marking stat တစ်ခုစီရမှာလို့ပြောဗျာ
အဲ့ဒါကကျွန်တော်ဒီ skill 2လို့ပြင်ပါဗျာအဲ့ဒါ stat တစ်ခုပဲရတာဗျာကျွန်တော်ဘယ်လို stat တစ်ခုပြည်လဲဆိုရင်ကျွန်တော်ဒီ skill 1ကို enemy ကိုအဲ့လိုလေးပဲချလိုက်ဒါဆို stat တစ်ခုရတယ်ဗျာပြီးရင် skill 1ထပေါက်လိုက်တဲ့အချိန်ဆိုရင်နောက်တော့ stat တစ်ခုရတယ်အဲ့ဒါဆိုရင်အဲ့ skill 1နဲ့ကို stat ကအကုန်ပြည့်ပါတယ်ပြီးတော့ကျွန်တော်ဒီ advanced form ရဲ့ Selena skill 2ဗျာအဲ့ skill 2ကကျွန်တော်ရိုးရှင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ enemy မှာ marking stat လေးရှိမှကျွန်တော်တို့က dash လို့ရတယ်ဗျာအဲ့ skill 2က dash တာဒီမှာကြည့်ဒီမှာဆိုရင်ကျွန်တော်ပြမယ်ဒီမှာဆိုရင် marking stat လေးတစ်ခုရှိတယ်ဒါဆိုအပြည့်ဖြစ်သွားပြီအဲ့ဆိုရင်ကျွန်တော်တို့ကနှစ်ခါ dash လို့ရတယ်ဗျာအဲ့လိုပဲကျွန်တော်ဒီ Selena ရဲ့မှာ skill 2ကကျွန်တော်ဒီ marking stat လေးမရှိတဲ့ enemy ဆိုရင်လုံးဝ dash လို့မရအောင်အဲ့ဒီ marking stat လေးရှိတဲ့ enemy မှမဟုတ်ပဲကျွန်တော်ဒီ crit တွေပဲဖြစ်ဖြစ် buff တွေပဲဖြစ်ဖြစ်အဲ့လို marking stat လေးပြီးပြီးဆိုရင် skill 2နဲ့ကြက်လောက် dash လို့ရပါပြီပြီးတော့ကျွန်တော်ဒီ marking stat လေးပျောက်သွားပြီဆိုရင် skill 2က clone တော့ပြန်လေသွားမှာဗျာလုံးဝ dash တော့မှာမဟုတ်ဘူးဒီမှာဆိုရင်နှစ်ခုရှိတယ်အဲ့တော့ကျွန်တော်နှစ်ခုသုံးပြီးအားဆိုရင်ကျွန်တော်ဒီမှာ clone တော့ပြန်ပြီးတော့လဲသွားမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးကြောင့် Selena ကို Lancelot dash လိုမျိုးသုံးလို့ရတယ်ဆိုတာဒီလိုမျိုးပါကျွန်တော်ကိုကောင်းပေါ်မှာဗျာကိုပြစ်ချင်တဲ့ enemy ရဲ့ခေါင်းပေါ်မှာအဲ့လို marking stat လေးရှိပြီဆိုရင်ကျွန်တော်တို့က skill 2က advanced form ရဲ့ skill 2ကဘလောက် dash မကုန်နိုင်ဘူးဗျာအဲ့လိုပေါက်သွားပြီဆိုလဲကျွန်တော်ပြန်ပြီးတော့တက်လိုက်အားဆိုရင်ရတယ်ဗျာ Okay အဲ့ဆိုရင်ကျွန်တော် Selena ရဲ့ ultimate ကိုစပြီးတော့ရှင်းပြမယ် Selena ကကျွန်တော်ဒီ level 1 ကနေက ultimate စပွန်တဲ့ hero ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်သူ့ရဲ့ ultimate ကဘယ်လိုသုံးဝင်လဲဆိုရင်ကျွန်တော်ဒီ event form နဲ့ epic form ကိုပြောင်းတာပါဗျာဒီမှာဆိုကျွန်တော် epic form event form ပြောင်းခြင်းနဲ့ဆိုရင်ပြန်ပြီးတော့နှိပ်လိုက်အဲ့ဆိုရင် event form ပြောင်းသွားတယ်ဗျာအဲ့လိုပဲကျွန်တော်တို့ Selena ရဲ့ AD ကကျွန်တော်ဒီအဲ့လို form ပြောင်းလိုက်တဲ့အချိန်မှာ epic form ပြောင်းလိုက်မယ်ဆိုရင် skill တွေကလည်းကျွန်တော်ဒီ epic form skill တွေဖြစ်သွားတယ်ဗျာ event form ပြန်ပြောင်းလိုက်မယ်ဆိုရင်လည်း event form လို့ဖြစ်သွားတယ်ဗျာပြီးတော့ Selena မှာအားတာတာတစ်ခုကဘာလဲဆိုရင်ကျွန်တော်ဒီမှာကျွန်တော်တို့ဘလောက်ပဲ clone down တွေလဲကျွန်တော်တို့ဒီ epic form ပြောင်းလိုက်ပြီဆိုရင် skill 1 နဲ့ skill 2ကလုံးဝ no cool down ပြန် reset ပြန်လဲလာမှာကျွန်တော်ပြန်ပြမယ်ဒီမှာဆိုရင်ကျွန်တော်ဒီမှာ skill cool down တွေလဲနေအဲ့ဆိုရင်ကျွန်တော် epic form ပြောင်းလိုက်ပြီဆိုရင်လုံးဝ skill တွေကပြန်ပွင့်ပြီးတော့ဇက်တိုက် span လို့ရတယ်ဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီ Selena ရဲ့ AD ဖြစ်တဲ့ဒီ form ပြောင်းတဲ့ဟာကိုကျွန်တော်ကဇက်တိုက်သုံးပေးနေတယ်ဒီ spell တွေကဒါကြောင့် span လို့ရနေတယ်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီ Selena ကကျွန်တော်ဒီ form ပြောင်းလိုက်ပြီဆိုရင် movement speed auto တက်တယ်ဗျာကျွန်တော်ဒီမှာဘယ် form ပဲပြောင်းကျွန်တော် event form နဲ့ epic form ပြောင်းမှာဒီမှာ movement speed တွေတက်လာပြန်မယ် speed ဆိုတာဒီကနေပြန်ပြောင်းခြင်းလဲ movement speed တွေတက်ပါတယ်ပြီးတော့ကျွန်တော် Selena ရဲ့ skill combo တွေအကြောင်းကျွန်တော်ရှင်းပြမယ် Selena ကကျွန်တော်ဒီ skill 1နဲ့ skill 2နဲ့ဒီ event form 1ဆိုရင် skill 1နဲ့ skill 2နဲ့ကတွဲပြီးတော့ပြစ်လို့ရတယ်ဗျာဒီမှာ skill 1ချပြီးရင် skill 2ပြစ်လိုက်အဲ့ဒါဆိုရင်လဲ skill 2နဲ့ skill 1တစ်ထပ်တည်းပါပြီးတော့သွားတာဗျာအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကဘယ်လိုပြစ်လို့ရသေးလဲဆိုရင်ကျွန်တော်ဒါကတော့ကျွန်တော်ဆော့ချင်းဆိုရင်တော့ကျွန်တော် skill 1 stat ချတယ်ပြီးရင် skill 2နဲ့လှမ်းပြီးတော့ပြစ်တယ်ဒါမှမဟုတ်ကျွန်တော်ဒီရှေ့မှာ skill 1 stat ချတယ်ပြီးကြမှာ skill 2နဲ့လှမ်းပြီးတော့ပြစ်တယ်အဲ့လိုပဲလုပ်လို့ရဗျာနောက်ပိုင်းပို့ပြီးတော့ကျွမ်းကျင်လာအောင်ဘယ်လိုပြစ်လို့ရလဲဆိုရင်ကျွန်တော်တို့ skill 2ကို enemy သွားရဘက်ကိုချိန်ပြီးကြမှာ skill 2ရဲ့ရှေ့မှာ skill 1လေးကိုအဲ့လိုလှမ်းပြီးပြစ်လိုက်အောင်ပဲဗျာအဲ့ဆိုရင် skill 2ကတခါတည်းပါပြီးသားပဲကျွန်တော်ဒီအောက်ကို stat ချနေကြမလို့တော့ဘူးကျွန်တော်ဒီလိုချိန်လိုက်ချိန်ပြီးရင်ကျွန်တော်အဲ့ရဲ့ရှေ့မှာ strat လေးချလိုက်အောင်ပဲဘာသာတော့ခုမှစပြီးတော့ကင်မယ်ဆိုရင်ကျွန်တော်ဒီ skill 1 stat ကိုချပြီးတော့မှအဲ့လို skill 2နဲ့လှမ်းပြီးတော့ချိန်ပြဗျာအဲ့လိုပြင်းနဲ့ကျွန်တော်ဒီဟာလေးကိုဆန်းသွားဗျာဒါလက်မြန်ဖို့မလိုဘူးတော့တော့ဒီလိုပြစ်တာလက်မြန်ဖို့မလိုဘူးကျွန်တော် skill 2ကိုချိန်လိုက်မယ်ချိန်ပြီးရင် skill 1ကို skill 2သွားရလမ်းရင်ရှေ့မှာချလိုက်အဲ့ဆိုရင် skill 1က skill 2နဲ့တခါတည်းပါသွားပြီးသားအဲ့ဆိုလွယ်လွယ်လေးရလက်မြန်နေကြမလို့ကျွန်တော်တို့ကဒီ skill 2ကတော့ enemy ပြစ်ပါပြီကျွန်တော် skill 1ဒီဘက်သွားချနေလို့လည်းမရအောင်တော့အဲ့လိုအဓိကတော့သူ spell တွေကတော့တီးကြသုံးမှသာလျှင်အဆင်ပြေမှာပဲဖြစ်ပါတယ်အဲ့လိုလေးချလိုက်ဗျာအဲ့ဒါဆိုရင် enemy မိသွားပြီအဲ့ဒါဆိုရင် event form ပြောင်းပြီးတော့ကုတ်လို့ရရင်လည်းဒီလို test လေးဆွဲပြီးရင်ကုတ်လို့မရဘူးဆိုလည်းမကုတ်နဲ့ဒီတိုင်း heat shot လိုမျိုးပဲဆော့လို့ရတယ်ဗျာပြီးတော့ကျွန်တော်နောက်တစ်ခုက Selena ကိုင်မယ်ဆိုရင်ကျွန်တော် setting နဲ့က control ဆိုတဲ့ထဲမှာ aim panning ဆိုတဲ့ဟာကိုဖွင့်ပေးထားမှာဗျာဒီဟာလေးအဲ့ဒါလေးကိုကျွန်တော်ဖွင့်ပေးထားရမယ်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒါလေးကိုဖွင့်ပေးထားရဆိုရင်ကျွန်တော်ဒီ skill 2က range ရှိတယ်ဗျာ range ရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာကျွန်တော် skill 2ချိန်ရလမ်းအတိုင်းကိုသူက map ကပို့ပြီးတော့ကြဲမြင်ရတယ်ဗျာအဲ့တော့ကျွန်တော်တို့မှာ skill 1နဲ့ skill 2နဲ့ trust နဲ့အဲ့လိုလှမ်းပြီးတော့ပြစ်တဲ့အခါမျိုးတွေမှာဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ဗျာပို့ပြီးတော့ enemy ကိုမြင်ရတယ်ပေါ့မြင်ရတယ်ပြစ်တဲ့အခါမှာလည်းအဆင်ပြေတယ်ကျွန်တော်အဲ့ဒါကိုပိတ်ပြီးတော့ပြမယ်ကျွန်တော်အဲ့ဒါကိုကျွန်တော်တစ်ချက်ပိတ်လိုက်မယ်ဆိုဒီမြင်ဗျာကျွန်တော် spell ရမှာဂိတ်ဆုံးဝင်လေကျွန်တော်မမြင်ရဘူး enemy ကမတ်မှာပေါ်နေမှာကျွန်တော်တို့ကအဲ့ဒီကိုလှမ်းပြီးတော့ချိန်ပြီးတော့ပြစ်လို့ရအောင်ဗျာဒီမှာမမြင်ရအောင်အဲ့တော့ကျွန်တော်ကရမ်းတန်းပြီးတော့ပြစ်ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်စွမ်းလာဟာကိုကျွန်တော်ပြန်ပြီးတော့ဖွင့်လိုက်မယ်ဒါဆိုကျွန်တော်ဒီ
skill 2ရဲ့မှာ range အဆုံးကိုကျွန်တော်မြင်ရဗျာအဲ့ဒီမှာ enemy ရှိတယ်ဒီမှာ enemy ရှိတယ်သွားရလာရဆိုရင်ကျွန်တော်ဒီ reline ပြီးတော့ပြစ်လိုက်အောင်ပဲဗျာအဲ့တော့ဒီ8 band နေဆိုတဲ့ဟာကို Selina ကိုင်ရင်ဖွင့်ထားတင်ပါတယ်ပြီးတော့ကျွန်တော်ဒီ Selina arrow ပြစ်လို့ enemy ကိုထိသွားပြီဆိုရင်ကျွန်တော်ဒီဘေးလေးမှာ Moscow လိုမျိုးကျွန်တော် vision လေးပုံနေဗျာအဲ့ဒါပါလာကျွန်တော်တော်တော်ကောင်းနေဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ skill မှန်ပြီဆိုတော့လည်းကျွန်တော်တို့ကတန်းပြီးတော့ကုန်နေဗျာအဲ့တော့ကျတော့ဒီကောင်နောက်မှာ enemy ရှိတယ်မရှိဘူးဆိုတော့ကျွန်တော်တို့ကမသိရတော့ကြာအရင်ကဆိုကျွန်တော်ဒီဟာလေးကိုဖိလိုက်ကျွန်တော်ဒီ enemy ကိုကျွန်တော်လှမ်းပစ်ပြီးဆိုကျိုးဖြစ်သွားတယ်ဗျာ skill 1 skill 2ရဲ့အဲ့လိုပဲသွားတယ်ဗျာအဲ့လိုမျိုးကြီးဆိုရင်ကျွန်တော်တို့ကဒီမယ်အဲ့ပြစ်လိုက်ပြီဆိုရင်အဲ့ skill 2ကိုပဲနှိပ်လိုက်အဲ့ဆိုရင် 2 step သွားတဲ့လမ်းကြောင်းကိုလိုက်ပြီးတော့အန်ဂေရပြပေးလိမ့်မယ်ဗျာအဲ့ဒါကြားရမှာကျွန်တော်ဒီလို vision အသေးစားလေးလဲပို့ပြီးတော့ပေါ်လာတာဆိုတော့ကျွန်တော်ပို့ပြီးတော့မိုက်တယ်ဗျာဘာလို့လဲဆိုတော့ဘေးမှာ enemy ရှိမရှိကိုကျွန်တော်ဒီလိုလဲကြည့်လို့ရတယ်ဒါမှမဟုတ်နဲ့အဲ့လိုဆွဲမကြည့်ချင်ဘူးဆိုတော့ဒီဘေးက wine လေးထဲမှာရှိတယ်မရှိဘူးဆိုတော့ကြည့်လို့ရတယ်အဲ့လိုရှိတယ်မရှိဘူးဒီမှာကျွန်တော်ပြမယ်မရှိဘူးဆိုရင်ကျွန်တော်ဝင်ပြီးတော့ကုတ်ပြီးတော့ပြန်ပြီးတော့ပတ်ခဲ့လိုက်အဲ့လိုပြစ်လိုက်လို့ကျွန်တော်ရှိရဆိုရင်တော့မသွားနဲ့ပေါ့ဗျာမကုတ်နဲ့ပေါ့ဗျာအဲ့လိုလေး vision ပုံစံလေးပေါ်လာတော့တော်တော်လေးမိုက်တယ်ပြီးတော့ကျွန်တော်ဒီ Selina ကင်တဲ့သူတော်တော်များများသုံးလို့ရှိတယ်ပုံပေါ်ဘယ်လိုလဲဆိုကျွန်တော်ပြ skill 1လမ်းပြစ်လိုက်တယ်ပြီးရင်ကျွန်တော်ဒီလိုလာပြီးတော့ကုတ်ပြီးတော့ပြန်ပြီးတော့ထွက်လာအဲ့ဆိုရင်ဒီမှာ marking လေးတစ်ခုကြံနေသေးရဲ့ဗျာအဲ့လိုမျိုး marking ကြံနေတာဆိုရင်ကျွန်တော်ဒီလေဂိမ်းမှာဆိုတော့ဒါသိပ်ပြဿနာမရှိဘူးဘာလို့လဲဆိုတော့ကျွန်တော် item တွေလည်းစုံနေပြီဆိုတော့အဲ့လောက်ထိပြဿနာမရှိဘူးဗျာ damage ကထွက်မှာဒါပေမဲ့ကျွန်တော်ဒီ early vine level 3 level 4လောက်မှာဆိုရင် damage က item လည်းအဲ့လောက်များသေးတယ်ကြောင့် damage အဲ့လောက်ထွက်မှာမဟုတ်ဘူးအဲ့တော့ကြောင့်ကျွန်တော်ဒီ marking style လေးကျင်နေဆိုရင် enemy ရဲ့တေချင်မှတေတာဗျာအဲ့တော့ enemy ကိုပြတ်ချင်တယ်တေချင်တယ်ဆိုရင်ကျွန်တော်ခုပြောပြမယ် destiny နဲ့ brother ကိုသုံးကြည့်ပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုရင်ကျွန်တော်ပြမယ် enemy ဒီမှာဆိုရင်ကျွန်တော်တို့ရပုတ်လိုက်မယ်Selina ရဲ့ skill 1ကကြာတော့ကျွန်တော်2စက္ကန့်နေထပြီးတော့ပေါက်တာဗျာဒီ trust လေးကကျွန်တော်2စက္ကန့်နေ enemy နင်းထားလို့2စက္ကန့်နေထပြီးတော့ပေါက်တာဗျာအဲ့တော့ကျွန်တော်ပြစ်လိုက်မယ်ပြစ်သွားပြီးပြီဆိုရင်ကျွန်တော်တန်းမကုတ်ခွင်းနဲ့ဒီမှာ strength ခုပေါ်တယ်ထပေါက်တယ်ဆိုရင်နောက်တော့ dash နဲ့ချက်ထွက်ပြီးကြမှာကျွန်တော်ပြန်ပြီးထွက်လာခဲ့လိုက်ဗျာအဲ့လိုမျိုးသုံးလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ brother တို့မှတ်ထားမှာကျွန်တော်ဒီ enemy ရဲ့မှာခေါင်းပေါ်မှာဒီ strap ပုံစံလေးအမှတ်သားလေးအဲ့အမှတ်သားလေးက၄ခုဆိုရင်ကျွန်တော်ဒီ dash ကဒီ body form ရဲ့ dash ကကျွန်တော်9ခါဆွဲလို့ရမယ်3ခုဆိုရင်4ခါဆွဲလို့ရမယ်သူကတစ်ခါပို့ပြီးတော့ဆွဲလို့ရတယ်ဗျာဒီမှာ dash ကြီးကကျွန်တော်ချက်ပြမယ်ဒီမှာဆိုရင်2ခုဒီမှာ2ခုပြည့်တယ်နော်ဒီမှာတစ်ခါ2ခါ3ခါ3ခါဆွဲလို့ရတယ်ဗျာအဲ့တော့ brother တို့အနေနဲ့ကျွန်တော်3ခါဆိုရင်4ခါဆွဲလို့ရတယ်2ခါဆိုရင်3ခါဆွဲလို့ရတယ်အဲ့လိုလွယ်လေးမှတ်ထားလို့ရပါတယ်အဲ့လိုပြစ်တော့မယ်ဆိုရင်ကျွန်တော်ပြောခဲ့တဲ့ combo တိုင်းနဲ့သုံးလို့ရတယ်ဒါပေမဲ့အဲ့ဒီ combo ကဗျာကျွန်တော်ဒီဟာမပေါက်မချင်းကျွန်တော်ထိုင်ပြီးတော့စောင့်နေရတယ်အဲ့ဒါဆိုရင် enemy ရဲ့ကိုလာပြီးတော့ဖမ်းနိုင်တယ်ဗျာအဲ့တော့ကျွန်တော်ဘယ်လိုပြစ်မလဲဆိုရင်ကျွန်တော် step ပြီးတော့ပြအဲ့ဒါဆိုဘယ်လိုလုပ်လို့ရလဲဆိုရင်ကျွန်တော်ပြမယ်ပြစ်လိုက်ပြီးရင်ကျွန်တော် dash တယ်ပြီးတော့အဲ့ဆိုကျွန်တော် jump ရှိတော့အဲ့ဒါဆိုရင်ကျွန်တော် skill 1လေးပြန်ပြီးတော့ကုတ်လိုက်ဒီက marking style လေးကျန်သေးတယ်အဲ့ဒါလေးကုတ်ရင်ဒီ skill 2ကပြန်ပြီးတော့ပွင့်နေဗျာအဲ့ဒါဆိုရင်ဒီ skill 2လေးနဲ့ပြန်ပြီးတော့ထွက်လာလို့ရတယ်ပြီးတော့ကျွန်တော်ဒီဘယ်လိုလဲဆိုရင် Selina ကသူ့ရဲ့ enemy ရဲ့ခေါင်းပေါ်မှာအဲ့လို marking style လေးပုံနေပြီဆိုရင်ကျွန်တော် skill 2ကုန်သွားရထား skill 2ကုန်သွားရထားပြမယ် skill 2မရှိတော့ဝယ်ထားအဲ့ဒါဆိုရင်ကျွန်တော်ဒီရဲ့အချက်ကုတ်လိုက်ကုတ်ပြီးရင် skill 2က auto ပြန်ပွင့်နေဗျာ restart ပြန်လိုက်ရပါဘောအဲ့လို auto ပြန်ပွင့်ပြီးတော့ကျွန်တော်ဒီလိုလေးပြန်ထွက်လို့လာလို့ရတယ်ကျွန်တော် Selina ရဲ့ Evan Found နဲ့ Above Found ရဲ့ skill တွေလည်းအကုန်ရှင်းပြပြီးပြီဆိုတော့ကျွန်တော်ဒီ Selina ရဲ့ item နဲ့ emblem အကြောင်းလေးတွေကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးပါမယ်ဒါကတော့ကျွန်တော်ဒီ Selina နဲ့ Alive Person emblem မှာဘာလို့လဲဆိုတော့ကျွန်တော် Selina အားလေးပိုင်းမှာကျွန်တော် spell တွေတားသုံးရတာဆိုတော့ကျွန်တော်ဒီ mana ကုန်လေဗျာ mana ကုန်လို့ကျွန်တော် mana ဖက်နဲ့သွားမယ်ကျွန်တော် roam လဲသွားတယ်နော် Selina ကို roam လဲသွားလို့ရတယ် mail လဲသွားလို့ရတယ် hyper လဲဆော့လို့ရတယ်3မျိုးဆော့လို့ရတယ်ဒါပေမဲ့ကျွန်တော်ဆော့တာများတာတော့ roam နဲ့ hyper ဆော့တာများတယ်ဗျာမိကိုအဲ့လောက်သွားမဆော့ကြဘူးဗျာအဲ့တော့ကျွန်တော် room နဲ့သွားပြရလဲ room ဆော့မယ်ဆိုရင်လည်းကျွန်တော်ဒီ room နဲ့ကကျွန်တော်ဒီကြံတဲ့ room တွေသွားပြီးတော့မဆက်နဲ့ပေါ့နော်အဲ့တော့ဒီ damage room drag hit ဆိုတဲ့ damage room လေးကိုဆက်ပါအဲ့ဒါလေးကကျွန်တော် Selina လို့ဝင်ကုတ်တဲ့ခါကြီးမှာဆိုတော့သုံးဝင်နေဗျာအဲ့ဒါကြောင့်မလို့အဲ့ဒါပြီးရင်ကျွန်တော်ဒီဒါသွားမယ်ဗျာဒါသွားမယ်အဲ့ဒါသွားပြီးပြီဆိုရင်ကျွန်တော်ဒီ line တစ်ချွန်သွားမယ် line တစ်ချွန်သွားပြီးရင်ကျွန်တော်ဒီ holy crystal စိန်လုံးသွားမယ်စိန်လုံးသွားမယ်ဆိုရင်ကျွန်တော်ဒီအဲ့ဒါကြီး3ခုနဲ့ကိုကျွန်တော် Selina တော်တော်ကို damage ထွက်ပြီဗျာ damage ထွက်ပြီဆိုတော့ကျွန်တော်နောက်တစ်ခုကဒါဒီ Starling Strike သွားမယ်ဗျာ Starling Strike သွားပြီးပြီဆိုရင်ကျွန်တော်ဒီ David အဲ့ဒါသွားမယ်အဲ့ဒါသွားပြီးပြီဆိုရင်ကျွန်တော်ဒီ item အပူ item တစ်ခုကြာကျွန်တော်ဒီ block wing သွားလို့ရတယ် block wing သွားလို့ရတယ်ပြီးရင်ကျွန်တော်ဒီဟာလေးသွားလို့ရတယ် okay ဒါကတော့ကျွန်တော်ဒီ Selina နဲ့ Alive Person emblem မှာကျွန်တော် hyper ဆော့မယ်ဆိုရင်ကျွန်တော်ဒီဘယ်လို reach ကိုယူရမလဲဆိုရင်ကျွန်တော်ဆက်ပြပြ hyper ဆော့မယ်ဆိုရင်ဒီ ice retribution ကိုယူဗျာ
ဘာလို့ဆိုတော့ ကိုက stand မိသွားလို့ဒီကောင်ကိုဂျန်ကယ်ပေါက်လာပြီဆိုကိုမှပုံမှန် moment speed တက်တာတဲ့အစားရင်ကျွန်တော်ဒီ ICT ပေါက်ထားလာဆိုတော့ဟိုကောင်လည်းနှီးနေမယ်ကိုကပို့ပြီးတော့ moment speed ပိုတက်တယ်ဗျာအဲ့ဒါကြောင့်မလို့ပါအဲ့တော့ကျွန်တော်ဒီအခုပြထားတော့ကျွန်တော်ဒီ Selena နဲ့ Alive Person item မှာ ကျွန်တော် ambulance ကျတော့ Selena မေ့ဖြစ်တဲ့အတွက်ကျွန်တော်မေ့ ambulance ကိုပဲသုံးထားတယ်ပထမတစ်ခုကတော့ကျွန်တော်ဒါဗျ green fight extra chlorine retention ဆိုတဲ့ဟာကိုသုံးမယ်ဘာလို့ဆိုတော့ကျွန်တော် spray တောက်ချောက်သုံးရှင်လို့ပြီးတော့ဒီဟာလေးကိုကျွန်တော်ဒီဟာလေးသုံးမယ်ပြီးတော့နောက်ဆုံးဟာကိုကြတော့ကျွန်တော် တည့်ရတိုင်းရကျွန်တော် passive skill တွေ3ခုသုံးပြီးသွားပြီဆိုရင်တူတူတွေးလေးတစ်စစ်စစ်ရုံနဲ့ဟာလေးကိုသုံးမယ် okay အဲ့ဒါကျွန်တော်ဆိုဒါလေးကိုသုံးမယ်နော်အဲ့တော့ကျွန်တော်ဒီ Selena နဲ့ Alive Person Ambulance တော့ကျွန်တော်ဒါလေးပါအဲ့ဆိုရင်ကျွန်တော်ဒီ game လေးရဲ့ဟာလေးကိုဆက်ပြီးကြည့်လိုက်ကြအောင် okay ပွဲစပြီဆိုတော့ကျွန်တော်ကဆောနာတော့ကျွန်တော်ဘဲမွန်းနဲ့ run ဆက်တာဗျာကျွန်တော် run ရမယ်မှန်ပြီးတော့ကျွန်တော် run ကြီးဆက်ရတာပြီးတော့မှဘဲမွန်း run ဆက်ထားတဲ့တွေ့ဆိုတော့ run ကိုပြန်ပြီးတော့ဖြုတ်လိုက် mid lane မဲဆော့လိုက်ရဗျာအစတော့ကျွန်တော် run ဆော့မယ်ဆိုပြီးစဉ်းစားတာဗျာဘဲမွန်းကတူ run မဲဆိုတော့ကျွန်တော်မေးပဲပြန်ဆော့လိုက်မယ်မေးဆော့တော့ကျွန်တော်ပုံမှန်တိုင်းပဲ creep လေးတွေကိုကျွန်တော်တို့ဒီနဲ့ skill 1 stat လေးချပြီးရင်ကျွန်တော် let's စားမယ်လောက်ခံပါဗျာဒီမဲ့ဘဲမွန်းက let's တွေအကုန်ယူသွားမယ်ဟိုဘက်ကနာနာငကြောင်ရည်ပြတ်တယ်ဘဲမွန်းကိုတကောင်လိုက်ပြီးတော့ကျုံနေတာအဲ့တော့ကိုကလည်း Stanley နဲ့ကုတ်ပေးအောင်မယ်ဆိုပြီးတော့ stand ကိုချိန်နေရတော့တနိုင်လောက်ကြာအဲ့တော့ကျွန်တော် stand ပစ်တာကျွန်တော်နီးသွားတော့အဲ့လောက် stand ကမထီဘူးဗျာကျွန်တော် stand ပစ်တာဝိတ်မှသူက stand ကြာတာမိတာဒါမှလည်း AC ပဲကျွန်တော်လည်းတစ်ချက်ပဲကုတ်ပေးလိုက်မယ် stand ပြီးတော့ကြတော့ကျွန်တော် skill 2ကနှစ်ချက် dash လို့ရတယ်ဗျာအဲ့တော့ Stanley နဲ့ပဲသူ့ကိုတက်ပေးလိုက်တော့မယ်ဒါလေးကုတ်လိုက်တော့မယ်ခရီလေးလည်းအဲ့လိုပြစ်သွားပြီဆိုရင်ကျွန်တော် skill 2နဲ့ dash လိုက်ဗျာအဲ့ဆိုရင် land ရှင်းရတာမြန်တယ် Selena အဲ့တော့ပုံမှန်တိုင်းပဲကျွန်တော်ဒီ mid lane ကင်ပြီဆိုရင်ကျွန်တော်ဒီ skill 1 strat လေးကိုအဲ့ဒီအုပ်ကြားလေးတွေကိုပြစ်ထားဗျာအဲ့ဒါဆိုရင်ဟိုဘက်ကမေ့လာပြီဆိုရင်သူ့ရဲ့ vision ကိုမြင်နေရဗျာသူကတော့အဲ့ strat လေးကိုမြင်ကိုကတော့မကြည့်သူ့ရဲ့ vision လေးကိုမြင်နေရဘာလို့ဆိုတော့သူကအဲ့ strat နားကိုလာပြီသူက strat ချထားတဲ့အတွက်သူတို့ land body ဘာတွေမှာချရဲဆိုရင် creep နင်းတော့မှာဗျာဒါဆိုရင်လည်းဒီမဲ့သူ့ vision ကိုမြင်နေရကျွန်တော်တခါပဲကုတ်လိုက်တယ်အဲ့လို land body ချရဲဆိုရင်ကျွန်တော် creep တွေကနင်းသွားရင်အဲ့ strat လေးကပြေးသွားမှာဗျာအဲ့တော့ကျွန်တော်တို့ကဘယ်သူမှသွားလို့လည်းမရ creep လေးလာလို့မရတယ်ကျွန်တော်အုပ်နေရင်ကြားလေးတွေကိုကျွန်တော်တို့ချထားပြီးရင်ကျွန်တော် goal လေးကိုသွားကန်မယ်ဆိုပြီးလောက်တာဗျာကြည့်အောင်အလွဲလုံးကိုလွဲကိုသွားအဲ့ချက်လေးကုတ်ပြီးတော့နောက်ကိုပြန်ပတ်လိုက်မယ်ပြီးရင်ဟိုဘက်က hyper လဲလာဆိုသိကိစ္စမရှိဘူး hyper ကိုပဲကျွန်တော်တို့ထိုးပြီးတော့ကျွေးမလို့လုပ်လဲကျွန်တော်ပဲယူလိုက်ပါလေဘာလို့ဆို arrow တွေတိကျလုံးနေလေအဲ့တော့ goal လေးကိုကန်ပြီးပြီဆိုတော့ mid lane ကိုကျွန်တော်ပြန်တုံမယ်ဆိုပြီးဆင့်ချလာတာရောအဲ့မယ်တစ်ချက်တည်းနဲ့တန်းပြမိသွားတယ်ဗျာဆက်ဝင်မယ်လို့လုပ်တာ तू က flame shot ကြီးနဲ့ကန်ထုတ်ရတော့ဒီမှာလဲရုံက stand နေဘဲမွေတက်တော့မရဘူးဆိုချက်ပဲဗျာအဲ့လို stand ကိုလုံးဝ arrow တိကျကျဗျာဟာရော game ကြီးကတာတယ်လုံနေပြီလောက်ကြပါအောင်ဟာဘယ်သူမှလည်းမလာကြဘူးဟေးကြည့်ကြအောင်တာတယ်လေဟိုမ hyper ကိုလိုက်ပြင်နေဆိုရော့မယ်တစ်ချက်လန့်ပြလိုက်မယ်အဲ့တော့ game ကိုမှန်းသွားတယ်ကြာအဲ့တော့ကျွန်တော်လည်းမယူတော့ဘူးဟိုကောင်လေးပဲပေးရတော့မယ် okay အဲ့တော့တာတယ်လည်းရတယ်ဟိုကောင်လေးနှကောင်လေးရတယ်ဆိုတော့ပြီးပြီဗျာပွဲရအဲ့ကနေကအစပြီးတော့တာယာနေပြီအဲ့တော့ကျွန်တော်လည်း lane ရှင်းမယ်ပြီးရင်ကျွန်တော် goal လေးကိုသွားခံလည်းခံမယ်ပြီးတော့ဒီကောင်မှတော်တော်ကိုတာဆူးနေတယ်ပြီးတော့ stand လေးလုတ်ပြီးတစ်ချက်ဝန်းကုတ်ပြီးလိုက်မယ်တော်တော်ကိုင်းသွားပြီသူကဒါမဲ့အဲ့ကောင်မကိုလှမ်းပြီးတော့ထပ်ပြစ်လိုက်မယ်ရော့ထိတယ်လေအဲ့မဲ့တန်းပြီးတော့တေသွားလိုက်တော့အဲ့လိုမှန်းရတယ်ဗျာ Selena arrow ပြစ်မယ်ဆိုရင်ကျွန်တော်တို့ကဟို तू ကငိမ့်နေမှာမဟုတ်ဘူးလေဟုတ်တယ်မလားငိမ့်နေမှာမဟုတ်တဲ့ကြောင့်လို့ तू လှုပ်ရှားရသွားလာမဲ့ဘက်ကိုကျွန်တော်တို့ကြိုပြီးတော့ပြစ်ရတယ်အဲ့ဒါကြောင့်မှ तू သွားတာနဲ့ကွက်တီဖြစ်မှာဗျာဒီမှာဆိုလဲအဲ့လိုပဲကျွန်တော်ဒီမဲ့2 versus 2ချတာနောက်ကကလောက်ကောလာတယ်ဆိုတော့ဒီကောင်မကြီးလည်းတေပြီဗျာကျွန်တော်တော့ကုတ်ချိန်များလိုက်ဘူးဒီမှာဆိုလဲကျွန်တော် lane ရှင်းမယ်ပြီးတော့ဒီမဲ့အဲ့ကောင်မကို stand land ပြမတွေ့လားဒါဆို तू အဲ့သွားတာဗျာအဲ့တော့ကွက်တီမိသွားတယ်ရော့အမယ်တစ်ချက်ဝန်းကုတ်ပြီးပြန်ဆက်ရတာသူ့ရဲ့မှာပတ်စစ်ကပြန်ပြီးတော့ပွန့်လာတယ်ဗျာကျွန်တော်ပြန်မကြည့်လိုက်ကျွန်တော်သူ့ကိုတေအောင်လို့ဆိုပြီးလှမ်းပစ်လိုက်တယ်ဒီမှာပတ်စစ်ပြန်ပွန့်လာတော့နာနာယုံကျွတ်သွားတယ်တဲ့အဲ့တော့ကျွန်တော်မသိလိုက်ဘူးဗျာဒါမဲ့တခုတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့သူနောက်တစ်ခါဆိုရင်ဒါပတ်စစ်ကျွတ်သွားပြီဖြစ်တယ်ကျွန်တော်ကိတ်လို့ရပြီဗျာသူအဲ့တော့ကျွန်တော်လည်းဂိုးလင်းကိုပဲဆင်းပြီးတော့ဂန့်မယ်ဆိုပြီးသွားတာဗျာတန့်ခြုံထဲမှာရှိရကျွန်တော်သိရလေအဲ့တော့ကျွန်တော်မတ်စမန်ကိုဂန့်နေတာဖြစ်တယ်မတ်စမန်ကိုလှမ်းပစ်တယ်ပြီးရင်ဖလီကာနဲ့ခုံတယ်ကြိုက်တယ်ပြီးရင်စကီတူပြန်သုံးတယ်ပြီးတော့တန့်လွတ်သွားမှကျတော့လှမ်းပစ်တယ်ရောတလွယ်ကြီးဟေးဒါမဲ့တန့်သေးတော့ကျတော့ကောင်းပါလေအေးစီးပါ brother တို့ဒီနေရာမှာကျွန်တော်ပြောချင်နေတာတစ်ခုရှိတယ်မကြည့်ဟိုမှာကင်မီနဲ့ဟိုဟာကိုကျွန်တော်ကင်မီမှန်သွားတယ်ရတယ်အေးစီးပဲကျွန်တော်ကင်မီကိုတတ်လိုက်တယ်ဗျာဟုတ်ပြီဟိုကောင်နဲ့နာနာစီကိုလိုက်မယ်နာနာပြန်ပြီးတော့ပြေးမှာအဲ့တော့ဒီကောင်မှဒီဘက်ကိုလာစရာအကြောင်းမရှိတော့ဘူးကျွန်တော်ဒီဘက်ကိုပဲလာမှာဆိုတော့ကျွန်တော်သိရဲအဲ့ကြောင့်မလို့ကျွန်တော်ဒီဘက်ကိုပဲကြိုပြီးတော့ပြေးလိုက်တယ်အဲ့တော့ तू အလာနဲ့ကျွန်တော်ရဲ့ stand အလာနဲ့ကွက်တီပဲဗျာအဲ့ဒါကြောင့်မလို့ brother တို့ arrow ပြစ်မယ်ဆိုရင်ကျွန်တော် stand တော့စဉ်းစားပါဗျာ तू ဘယ်ဘက်ကိုသွားနိုင်ကြီးများတော့အဲ့များလိုက် तू သွားနိုင်မဲ့အဲ့ဘက်ကိုကြည့်ပြီးတော့ကျွန်တော်က arrow လှမ်းပြီးတော့ပြစ်ရမယ်ကျွန်တော်ဒီမှာဆိုလဲကျွန်တော်ချက်ပြစ်ပြမယ်ကြီးအဲ့မှမှန်တယ်ဆိုရင်လည်းမကုတ်တယ်ပြီးတော့ dash နှစ်ခါဆွဲပြီးတော့ပြန်ပြီးထွက်လာတယ်ဗျာအဲ့လိုမျိုးပဲဗျာကျွန်တော်ပြစ်လိုက်မယ်ဆိုရင် enemy
ဒီကောင်ဘယ်လင်းကိုသွားနိုင်မလဲဒီကောင်ဘယ်လိုပုံစံလုပ်နိုင်မလဲဆိုတာကျွန်တော်အရင်စဉ်းစားပြီးတော့မှကြိုပြီးတော့ပြစ်ဗျာကွက်တီတောင်းပြန်သူကရက်နေပြီးတော့လိန်ရှင်းနေဆိုတမျိုးပေါ့အဲ့မှာဆိုရင်လှုပ်နေဗျာလှုပ်နေတော့ကျွန်တော်တို့ကကြိုပြီးတော့ပြစ်ရမယ်ဒါဆိုတော့တခါတည်းတော့တမ်းမသိဘူးတော့မကြည့်လိုက်နာနာ AD ကိုဘယ်လိုရှောင်သွားလဲကြည့် scale to dash တွေနဲ့ကျွန်တော်ရှောင်သွားရနော်အဲ့ကြောင့်မလို့ဒီ scale to ကိုလည်းကျွန်တော် blend တွေကိုလည်းကျွန်တော်သေချာ3တက်အောင် brother တို့နဲ့ကျင့်ထားပါဒီမှာဆိုလဲကြည့်လေးလားဒီကောင်မနောက်ကိုပြန်ဆုပ်နိုင်တယ်အဲ့အချိန်မှာကျွန်တော်နောက်ကိုသွားနိုင်နေဆိုပြီးတော့ကျွန်တော်ကြိုပြီးတော့ပြည့်ရကွက်တိပဲဗျာမှန်သွားတယ်အဲ့လိုပဲကျွန်တော်အဲ့ကြောင့်မလို့ brother တို့တခု stand ပြစ်တော့မယ်ဆိုရင် stand မှာမဟုတ်ဘူးဗျာကျွန်တော် flame shot beatrice sniper တို့အဲ့လိုပြစ်တော့မယ်ဆိုရင်ကျွန်တော်တို့ကြိုပြီးတော့ပြည့်ဒီတော့အဲ့လိုလိန်ရက်ပြီးရှင်းနေဆိုတော့ဒါထားရတော့ဒါပုံမှန်ပဲကျွန်တော်လိန်ရက်ပြီးရှင်းတာဒါတော့ကျွန်တော်ဖင်ရလိုက်တာပေါ့နော်ကိုကတားနေဆိုတော့လေကျွန်တော်ဖင်ရလိုက်တာတော့မသေးတော့ဘူးစဒီကောင်မဒီနားမှာရှီးအောင်မှမှန်မရှိတော့ဘူးဗျာဒီခါတော့မရတော့သူလည်းနှစ်ခါမရတော့အဲ့ကြောင့်မလို့ကျွန်တော်တို့ကတခုခုပြစ်မယ်ဆိုရင် flame shot ဖြစ်ဖြစ် beatrice sniper ပဲဖြစ်ဖြစ်ပြစ်တော့မယ်ဆိုရင်ကျွန်တော်တို့က enemy ဘယ်ဘက်ကိုသွားနိုင်ကြိုပြီးတော့ပြစ်ဗျာအဲ့ဒါမှကွက်တီထိမှာဗျာအဲ့ဒါမှသူ့ကိုသွားနိုင်ကျွန်တော် brother တော့ပြမယ်ဒီမှာကြည့်ကျွန်တော်တို့ဒီကောင်နဲ့ battle မှာရှိမှဝင်နေတယ် maximum နဲ့မိရနောက်ကနေ damage ပြီးနေအဲ့လို damage ပြီးတဲ့ကောင်တွေဖြစ်တဲ့အတွက်ကျွန်တော်အဲ့ကောင်တွေဝင်ပြီးတော့နှိုက်ပြမယ်ဗျာအဲ့မကြည့်လိုက်နှစ်ကောင်စလုံးတန်းပြီးတော့တည်သွားတယ် brother မှတ်ထားဗျာကျွန်တော် Selina ကင်နေဆိုရင်ဘယ်တော့မှရှေ့ကြီးရနေမဝင်နဲ့ဘာလို့ဆိုရှေ့မှာကိုရီဘက်ကတန်နေရော hyper ရော EHP ရောနဲ့ battery ရှုပ်နေမှာဘာလို့လဲဆိုတော့ဘက်က maximum တို့မိတို့အဓိက damage ပြီးတဲ့ကောင်နဲ့နောက်မှာပဲနေမှာအဲ့တော့ကျွန်တော်တို့က Selina ကင်ပြီးတော့အဲ့လိုနောက်ကကောင်တွေကို stand နဲ့ပြီးတော့သူတို့မထင်မှတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကဝင်ပြီးတော့ကုတ်ရမယ်ဗျာအဲ့လိုဝင်ပြီးတော့ဖျောက်အောင်ဗျာ Selina ကင်မယ်ဆိုရင်ဒီမှာ brother တို့ကျွန်တော်တခုပြမယ် Selina ဆိုတဲ့ hero ကကျန်းသွားပြီဆိုဘယ်လိုလဲဆိုကြပြမယ်နော်အဲ့မယ်ကြည့်လိုက်ကျွန်တော်တစ်ချက်ပဲကုတ်လိုက်တယ်ဗျာ maximum ကိုတစ်ချက်ပဲကုတ်ပြီးတော့ scale 2နဲ့ပြန်ပြီးတော့ဗတ်လိုက်တယ်ကြည့်အောင်ဗျာဒါလည်းခုနာနာကိုထပ်ပြီးတော့မိပြန်ပြီအဲ့တော့ flicker လေးနဲ့သွားပြီးတော့ကုတ်လိုက်တယ်အဲ့မယ်ရော့ stretch ချတယ်မသားမပတ်ပြီးတော့ပြီးနေတယ်အဲ့မယ်ကျွန်တော်ဘယ်လိုလုပ်ပြလဲဆိုကြည့်တာကျွန်တော်ပြောင်းလိုက်တယ်ပြောင်းပြီးသူ့ကို stand ပေးတယ်ဒီဘက်ကိုလာတယ်ပြီးရင်ကျွန်တော်သူ့ကိုတစ်ချက်သွားကုတ်တယ်ပြီးရင်ပြန်ပြီးတော့ဗတ်လိုက်တယ်ဒီကြားထဲဒီကောင်မှမပြန်ဘူးလိန်ရှင်းနေရဆိုကျွန်တော်အမထပ်ပြီး stress လေးပဲချပေးတယ်ဘာမှမကုတ်တော့ဘူးကျွန်တော် stress လေးရရမ်းချပေးတယ်အဲ့ဒါဆိုသေးပြီဗျာဒီနာကျန်းသွားရင် damage ကြီးရဘလို့ကြီးလဲဆိုတော့ brother တို့ကျွန်တော်ပြမယ်ဒီမဲ့တက်နှစ်ကောင်တော့အဲ့တော့ကျွန်တော်ဘလို့ကုတ်ပြမယ်ဆိုကြည့်တစ်ချက်ကုတ်ပြီးတော့ဗျာကျွန်တော်ပြန်ပြီးတော့ဗတ်လိုက်တာတက်နေတောင်မှသူ့ပြမှာအဟမ်း skill 1ကုတ်တော့မခံနိုင်ဘူးဗျာအဲ့ဒါကြောင့်မလို့ brother တို့နေ Selina ကိုကျွန်တော်ရှိရပြောခဲ့တဲ့နီးတန်းနေတိုင်းတေချာလိုက်စော်ပေးပါအဲ့ဒါဆိုရင်တကယ်ကိုကြမ်းပါတယ်နော်အဲ့ကျွန်တော်လည်းလော့ရလဲပျောက်သွားပြီဆိုတော့ကျွန်တော် arrow တွေနဲ့ပဲကျွန်တော်တို့စိုက်ပြီးတော့လိုက်ပြီးတော့ဒုက္ခပေးနေတယ်ဗျာအဲ့မှာတစ်ချက်ကုတ်တယ်ဒါပေမဲ့ဒီကောင်ကတော့နဲ့ရှောင်တတ်တယ်ဗျာရှောင်တတ်တော့ကျွန်တော်ပြန်ရှောင်သွားဆိုတော့ကျွန်တော်တခါလေးပဲအံ့တော့မယ်ဟိုကောင်နေရလဲ3ကောင်လုံးကပျောက်နေတယ်ဒီမှာလဲတစ်ကောင်ရှိတယ်ဆိုတော့2ကောင်လုံးတန်းပြီးတော့ပျောက်သွားပြီပျောက်သွားကလောက်ကလည်းဟိုမှာတာဝါတက်ချုံနေပြီဆိုတော့ကျွန်တော်ဒီပွဲလေးကပြီးသွားပြီဗျာအဲ့တော့ကျွန်တော် Selina ကိုက်ကလေးရတော့ကျွန်တော်ဒီလောက်ပါပဲ brother အနေနဲ့အကျိုးရှိအသုံးချတတ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်